အကွာအဝေးကြီးဆိုပေမဲ့အရန်ကြီးမဝေးပါဘူးအချစ်ရဲ့မန္တလေးမှာနေပူတဲ့အခါရန်ကုန်မှာချွေးထွက်နေတာမျိုးရန်ကုန်မှာမိုးရွာတဲ့အခါမန္တလေးမှာအေးပတ်နေတာမျိုးကိုတို့တွေနီးလေးပဲဟာခီးရဘလောက်ပဲဖြစ်ဖြစ်ဖုန်းတစ်လုံးကစိုက်လိုက်တဲ့ပန်းကင်းလေးတခြားဖုန်းတစ်လုံးမှာပွင့်လန်းနေဖို့ဆိုတာလွယ်လေးထွန်ရက်စိုက်ပြလို့မှမရတာကိုကမဟာမြတ်မှုနိဘုရားကိုဦးချတဲ့အခါမင်းရရွှေတကုံစီဒီမှာဆူတောင်းပါကိုနန်းရှိကျုံကလွတ်လိုက်တဲ့စက်ကူလေးကိုမင်းကပြည်လန်းကံမောင်ကနေစေယူပါမင်းလန်းမှုတီစားပြီးတဲ့အခါရွှေလက်ရမွန်ဟင်းကဆိုင်မှာကိုခောက်ထားတဲ့တီရှူလေးယူသုံးပါအကွာအဝေးကိုစိတ်နဲ့တိုင်းကိုတို့အတွက်အမြန်လမ်းမကြီးဆိုတာလည်းမလိုဘူးနှလုံးသားနှစ်ခုခတ်လို့ပွင့်တဲ့မီးစာကိုတို့ကပါဦးရဲ့စွမ်းအင်စစ်ပါအချက်မင်းရဲ့အိမ်ဦးကမ်းမှာကို့အတန်ထွန်းညှိပူဇော်ပါကိုရဲ့အခန်းချင်းလေးထဲမှာမင်းပုံရိပ်တွေချိတ်ဆွဲလင်းထင်ထားတယ်ကိုဟာမင်းရဲ့နေ့စဉ်သတင်းဖြစ်ပြီးမင်းဟာကိုညတိုင်းဖတ်တဲ့ကြပြဖြစ်တယ်ရှင်ဝဲထက်